အထူးစိတ်တသိန်းနဲ့9000ပဲပေးရမယ်ချဆန်ကေရဲ့ trend အဖြစ်ဆုံး Aubriel တစ်စိ Aubriel အိတ်လေးရောက်ပါပြီရှင့်ဒါကတော့အရင်နာမည်ကြီးရပေါ့နော်သူကဒီလိုမျိုးကျိုးရှည်လဲပါမယ်ဒီဘေးနားမှာသူကဒီမြင်းလိုကိုလေးလဲပါတဲ့အတွက်ကြောင့်မလို့မြင်းနှစ်တစ်နှစ်လုံးမှာကန်ကောင်းချင်းတွေရအောင်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီကနေဖွင့်လဲရတယ်ဒီကနေဖွင့်လဲရတယ်အဲ့တော့တန်လိုက်ဖွင့်ပိတ်လေးနဲ့ဖြစ်ပြီးတော့ဒီမျိုးရောင်လေးကအရန်လာပါတယ်ဒီထဲမှာဆိုရင်ဘာတွေထည့်ဆန့်လဲဆိုတာမိတစ်ချက်ပြပါမယ်ရှင်ဒီလိုမျိုးဖုန်းထည့်လို့ရမယ်ပြီးသွားလို့ရှိရင်ဒီလိုပတ်စံအုပ်လိုက်တွေပြီးသွားရင်ဒီလိုမျိုးနှက်ခမ်းနီလေးတွေဒါလေးကပြောရမယ်ဆိုလို့ရှိရင်ပွဲတက်အလှလေးကင်ဖို့အတွက်ပေါ့နော်ပြီးသွားရင်အနောက်မှာလဲချားဆိုင်ကစ်လိုကိုပါပြီးတော့ဒီလိုမျိုးလေးဖြစ်ပါတယ်ဘူးလဲပါပါမယ် dust pad လဲပါပါမယ်ကဲလို့ကိုကအိတ်ကိုမသုံးဖြစ်သေးဘူးဆိုဒီလိုအိတ်ထဲမှာထည့်သိမ်းထားလို့ရှိရင်ဖုံလဲမတက်ဘူးပြီးသွားအိတ်ကလည်းအမြဲတမ်းလှနေမှာဖြစ်ပါတယ်အယောင်လေးတွေကတော့မိချောင်းကွက်အညိုမိချောင်းကွက်လေးရှိမယ်ဒီတိုမာတိုကာလာလေးရှိမယ်ခင်းချင်သေးရောင်လေးလှလိုက်တာနော်ဒီဖြူပွင့်နေတဲ့အဖြူရောင်လေးကလည်းပွဲတက်ဖို့ဆိုအရန်ဆင်ပြေပါတယ်အနက်ကတော့ main ကလေးတွေတဲဆက်ဖြစ်ပါတယ်ဒီလိုဘူးလဲပါပါမယ် dust pad လဲပါပါမယ်ပါကင်အပြည့်စုံနဲ့လာတာမို့လို့အရန်မိုက်ပါတယ်မြန်မာတနိုင်ငံလုံးအိမ်ရောက်ငွေချေရပါတယ်ဒါလေးတွေကအရန်ရောက်ခဲလို့အရန်ကိုလူကြိုက်များတဲ့အိမ်လေးတွေမို့လို့တအိတ်လောက်တော့ဝယ်ပြအောင်ဝယ်ဖို့ပြောချင်ပါတယ်ရှင်